ဂတိတော်နှင့်ဝန်ခံဆုတောင်းခြင်းဝတ်ထားခံရသောအသက်ကောလောသဲဩဝါဒစာအခန်းကြီး3အငယ်3အကြောင်းမူကားသင်တို့သည်တည်သောသူဖြစ်၍သင်တို့အသက်သည်ခရစ်တော်နှင့်အတူဖျားသခင်၌ဝတ်ထားလျက်ရှိ၏အာမင်ဆုတောင်းကြပါစို့အိုးဝတ်ထားတော်မူသောအရှင်ဖျားသခင်ကျေးဇူးပြု၍ဤလောက၏အပြစ်နှင့်စုံစမ်းနှောက်ယှက်ခြင်းများကြားတွင်အကျွန်ုပ်တို့သည်ခရစ်တော်၌တည်လွန်ပြီးသားဖြစ်ကြောင်းဆွေးမြဲစွာသိရှိနိုင်သောဝိညာဉ်မျက်စိကိုပေးသနာတော်မူပါခရစ်တော်နှင့်အတူအကျွန်ုပ်တို့၏အသက်ကိုဖျားရှင်၌ဖွက်ထားကြောင်းကိုစိတ်နှလုံးထဲ၌ဆွေးမြဲစွာသိရှိ၍နေ့စဉ်အသက်တာ၌အသက်ရှင်သောအခါကိုရောနှင့်ပိုမိုတူညီလာစေရန်ကျေးဇူးပြုတော်မူပါအဖာအကျွန်ုပ်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားသောအခါကိုရောနှင့်အတူဘုန်းတရေ၌ထင်ရှားပါမည်အကြောင်းယေရှုခရစ်တော်နာမ၌ဆုတောင်းကြပါ၏အာမင်